ကသေးလေးတာဗျာဒီကြောင်မျိုးလို့သာဖြစ်သွားလို့တော့ပတ်စံဖြစ်ပြီဗျာနော်ဒီကောင်သာကြောက်ဆိုရင်တော့တော်တော်လေးတော့ပတ်စံဖြစ်တတ်တဲ့ပါမှာကြောက်ကတော့ကျွန်တော်ပြောလို့ပထော့ပေါ့ဗျာနော်အစီနှစ်ပြည့်စုံနေချင်းအိုးတော်တော်လေးလှပါလားနော်ရက်ဆက်တဲ့ချင်းတကယ်ဟွာဘော်လီသားကြလို့ဗျာနော်ပထော့ဟိုမှာကြီးလေဝါဣနိုင်နော်အဝါရီကိုလှကြောက်ကပြန်အိုးရက်ဆက်တယ်ဒါမိုးလေးရရင်လည်းနော်ပတ်စံကောင်းဖြစ်တယ်ဗျာနော်ကျွန်တော်အကျွတ်တို့ဘော်လီတို့သာဆိုရင်တော့ကျင်းခဲနာအစီကိုလက်နာကြီးလေဒီကောင်သာကြောက်ဆိုလို့တော့လာလေးကလုံလေးသေးရဗျာနော်ဒီကောင်လေးကကြီးဘဘူးလေးပါလေးဆိုရင်တော့လှမှာရနော်ဒါမိုးလေးရအိုးဝါဣနိုင်ချင်းထိုးလိုက်နော်သူကကြောက်စီကြောက်သားကရှိရတယ်မင်းလားသူကပထော့ဆိုမယ်နော်ဒီဂျားလေးလက်ချပြီးထောက်ပြပြီမကြီးအော်လောရက်ဆက်တယ်ဗလားဒါမိုးတစ်လုံးလောက်ရလိုက်တော့ကြောက်လေးကတော့သေးရဗျာနော်သေးရပဲဒါမိုးတစ်လုံးလောက်ရေခဲသားတို့ဘာတို့သာရလိုက်နေနော်အဆန်ကောင်းဖြစ်တယ်ညာကြောက်ထောင်ကြောက်လည်းဖြစ်သွားနိုင်တယ်နော်ယာကြီးထောင်ကြောက်ပေါ့ဗျာOh my god လာပြီလားလူလေးထောင်ထားလို့ရရကြတမီးပေါ့တော့ပြပြီနော်တစ်ချက်တမီးကထောင်မရလို့သာကဲလာချက်ကတော့